ရှင်းနေတဲ့ပြဿနာကိုပြောပြမယ်ဒီနေ့အခုမနှက်ခင်းလေးအခုလေးထင်ဖြစ်သွားတာတကယ်ကွက်ကိုတက်သိဖို့သွားတာအနောက်ကနေအိန္ဒိယလူလေးလိုက်ပြီးတော့ဆွဲထားလို့ပြဿနာအစနေပြောပြမယ်โอเคမနှက်ခင်းအိယာထားတယ်ငါကလေးတော့ကိုသူတောင်းသွားမှာပေါ့ကလေးတော့ငါသူစားမဲ့ဟာလေးငါလုတ်ပြီးတယ်ပြင်ကလေးအိယာထားတော့ရေရှိုးပြီးတယ်သူ့အတန်ရှိအကုန်လုံးလုတ်ပြီးပြီးသူ့မနှက်စာငါကျွေးတယ်အဲ့ဒီမနှက်စာကိုကလေးကအစားသူကကော်ဖီနဲ့ဆိုရလက်ဖိနဲ့အဲ့ဒီဟိုဘစ်ကုတ်ကိုစားမယ်ဆိုတော့ငါအဲ့ဒါလုပ်ပေးတာဟောစားရင်နဲ့သူကငါခေါက်လောက်ထားပြီးတော့သူကမစားတော့ဘူးတဲ့โอเคအဲ့ဆိုတော့နေပါလို့ရှင်တာလေငါသူ့ကိုမေးတော့အဲ့ဆိုတော့တတိယမှာအဲ့အရှိမထိုင်နေတာနော်သူတို့တွေဘာမှမပြောဘူးငါဘာလို့ရှင်လဲငါသူ့ကိုမေးတယ်မေးတော့သူကကြက်ဦးတဲ့โอเคငါကြက်ဦးသွားကြော်လို့ပြီးကြောင်တော့တတိမမကြော်နဲ့တဲ့အဲ့ဆိုနီကလီယာလူရှင်နေတယ်လေနီကလီယာစားရှင်နေတယ်လေလို့ငါအဲ့လိုပြောလိုက်တာအဲ့နဲ့ तू မကြော်နဲ့အဲ့ဆိုတော့ကလေးကလည်းအနောက်ကနေတူနဲ့ကင်းတယ်ကြော်ပြီးတဲ့ကြုပ်ကြော်တယ်ပြီးတာတဲ့အဲ့ဆိုတော့ငါဘယ်လိုလုပ်ရမှာလဲလို့တတိကိုမေးတယ်တတိကလည်းငါနေ့ကိုပတ်စံပေးထားတာတဲ့ငါနေ့ကိုလားစာပေးထားတာတဲ့ပြီးတော့ငါနေ့ကိုကလေးကိုကြိခိုင်းမှုပေးထားတာတဲ့အဲ့ဆိုတော့နေဘာလို့တင်လဲဆိုတော့နေမစင်းစားဘူးလားတဲ့โอเคအဲ့ဒါလည်းရသေးတယ်အဲ့ဆိုရင်ကကြောက်ချော်လိုက်မယ်ဆိုတော့မကြော်နဲ့တဲ့နင်လှုပ်တင်လားမလှုပ်တင်လားနင်မစင်းစားဘူးလားတဲ့ငါလှုပ်တင်လို့ငါကလေးကိုမနှက်စာကျွေးမလို့ဒီမှာကြောက်ကြော်ပေးမယ်လို့အဲ့လိုပြောတာတတိမမကြော်နဲ့တဲ့တတိကလည်းမကြော်နဲ့ကလေးကိုအဲ့ဆိုရင်ဒီတိုင်းထားမှလားသူခဏနေကြာចောင်းသွားတော့မှចောင်းမှာဘိုက်စာမှာပေါ့လို့ငါသူ့ကိုပြောတယ်အဲ့ဆိုတော့နေအုံတော့မရှိဘူးလားတဲ့ကလေးသမင်းစာလို့ဆိုအဲ့ငါတိခံလို့ရသေးတယ်ရှားတယ်ငါတိခံလို့ရသေးတယ်အဲ့ဆိုတော့ကလေးကငါဘာမှမကြွဘူးတခါရွက်ပြီးတော့ငါအဲ့ဒီဘီစကောငါလောက်ပဲသူစားတဲ့ဟာပဲအခုចောင်းသွားကြည့်တယ်အဲ့ဆိုတော့တတိမသူဒီနေ့ចောင်းမသွားဘူးသူចောင်းဆက်မှာဆိုတော့သူအပြင်ကိုသွားတယ်အပြင်ကိုသွားတော့အပြင်ကိုရေလောင်းထားတာသူမနဲ့ခင်ငါရေလောင်းတာသူမြင်တယ်ငါရေလောင်းပြီးသွားပြီအပင်မှာတိတ်ရွက်ထိကျွေနေတယ်အဲ့ဒီတိတ်ရွက်ကျွေတာဘာဖြစ်လို့တိတ်ရွက်ကျွေတာတော့တဲ့ရှားတယ်ဟိုနေ့ကပြောတယ်နော်ဟိုတော့ကလည်းပြောတယ်အပင်ဘာဖြစ်လို့တိတ်ရွက်ကျွေတာလဲအော်လေတိုက်လို့ကျွေတာအဲ့နေ့ကလည်းပြဿနာချက်ပြီးငါအဲ့ဒါလည်းအတိုင်းမဲ့ထားလိုက်တာကိစ္စမရှိဘူးဆိုအခုဒီနေ့ထပ်ပြောတယ်အဲ့ဒီအပင်ကိုပဲပြဿနာလိုက်ရှာနေတာဟာပြရမယ်ခဏနေအဲ့ဒီအပင်ကတိတ်ရွက်ဘာလို့ကျွေတာလဲတဲ့ငါရေလောင်းထားတယ်လေလို့ဒါပေမဲ့လေတိုက်တော့သူကြွေလာမှာပေါ့လို့ငါရေလောင်းတယ်နင်မမြင်ဘူးလားလို့ငါလည်း you are no see လို့ငါပြောလိုက်တာအဲ့နဲ့ဘာပြောရတဲ့တော့နေရေအများကြီးလောင်းလို့တဲ့စဉ်းစားကြည့်ရောရေလောင်းခါကြတော့လောင်းလို့ရေမလောင်းခါကြတော့မလောင်းလို့ဒါပေမဲ့သူတို့ကနေတိုင်းတရက်ကိုနှစ်ခါလောင်းခိုင်းတယ်မနေ့နဲ့ညငါ့ကိုအဲ့ဒီကလေးနဲ့အဲ့ဒီအပီလောင်းနဲ့ဟာနေဆိုတော့ငါလောင်းတယ်သူတို့ပြောတဲ့အတိုင်းလောင်းရင်လည်းလောင်းလို့မလောင်းရင်လည်းမလောင်းလို့ပြန်ကန်နီးမှအဲ့နဲ့တတိယနောက်ကနေသူရောက်လာတယ်သူတို့ဒေါ်ခံတာသိတယ်သူတို့ဘိုက်စာနေမှလည်းသူတို့ ramadan ဘိုက်စာလို့လည်းငါသိတယ်ကွာပြီးတော့သူတို့အိတ်ရှင်တယ်ဆိုတော့အိတ်လိုက်တော့ဟုတ်တယ်မလားငါပြောတာတတိယရောက်လာတယ်နင်းတဲ့ရေကိုအများကြီးလောင်းလို့တရွက်ကကြွေတာတဲ့စဉ်းစားကြည့်လိုက်ဦးရှေ့အများကြီးတရွက်ကကြွေတာညို့လည်းငါရုံးကိုပို့မယ်တဲ့အာငါလည်းပြောလိုက်တာပေါ့ငါနေမှာ2လ3လပဲနေရတော့မှာငါရုံးမပြန်ဘူးငါမြန်မာပြည်ပဲပြန်မယ်အဲ့လိုပြောโอเคတဲ့လေလက်မကွာကိုဖြတ်တဲ့โอเคငါလေလက်မကွာကိုဖြတ်မယ်ဆိုတော့အခုကျတော့မပြန်နဲ့တဲ့မြို့ရုံးမပို့ဘူးတဲ့လေလက်မကလည်းမပေးဘူးတဲ့မြို့ပြန်လည်းမပြန်ခိုင်းဘူးတဲ့โอเคအဲ့ဆိုနေငါ့ကိုမပြောနဲ့လို့ you are no speed လို့ you are don't speed လို့ငါလည်းအဲ့လိုអော်ထဲလိုက်တာအဲ့ဒါကိုသူ့អော်လို့ဆိုပြီးတော့ရုံးကိုပြန်ပို့မယ်တဲ့တခါโอเคပို့မယ်ဆိုလဲပို့လိုက်တော့ငါအခုအဝတ်စားထုတ်တယ်ငါယူလာမယ်ဆိုတော့အဲ့လိုလည်းမဟုတ်လင်မယားနဲ့ယောက်သားဘာဖြစ်နေတာလဲငါပြောချင်တာသိလားငါ့ကိုပြောမယ်ဆိုရတယ်ပြောငါသူတို့ဒီအိမ်ရောက်ပြီးတဲ့ကာလပတ်လုံးငါတတိမတွေမကောင်းကြောင်ငါတခုမှမပြောခဲ့ဘူးသူတို့ကောင်းတယ်အခုတငယ်ချင်းတွေစကားပြောတယ်โอเคငါတတိမတွေကတော့ကောင်းတယ်ငါ့ကိုထမင်းဟင်းမဆက်ခိုင်းလို့ငါတော့ကောင်းတယ်ပဲကျန်တာတွေငါကိစ္စမရှိဘူးကလေးနဲ့ပတ်သက်ပြီးတော့ငါစပင်းမွေးဆော့ဆွဲခံရတယ်မတန်ငေါ့ဆွဲတယ်တထင်းငေါ့နှောက်ကြောရိုက်တယ်တိုင်းမဲ့ငါမပြောအခုတော့ငါပြောမယ်ငါတိခံခဲ့တော့အော်ရေစက်တွေဝှကျွေးတွေကုန်သွားရင်ရပြီကိစ္စမရှိဘူးဆိုငါတိခံခဲ့တာဒါပေမဲ့ဒီနေ့တော့တိခံနိုင်ဆိုကုန်သွားပြီဟုတ်တယ်ငါဓာဆွဲတယ်မိဖို့ကြောင့်လည်းဓာဆွဲပြီးငါတက်သိမ်းမယ်ဆိုပြီးတော့ကိုယ့်ကိုအပြင်ဘက်ကိုသွားတာ
နောက်ကနေအိန္ဒိယသူကလိုက်ဆွဲတာအဲ့ဒီထားကိုတတိယအခုအိမ်မော်ယူသွားတယ်တကယ်အခုလက်ရှိဖြစ်နေတဲ့ကိစ္စကိုငါပြောပြတာတကယ်ပြန်ခံနီးမှတတိယလေးဒါစီစာကြောင်လာတယ်တတိယမှအရင်ပြောလာတယ်ငါတိခံနေတာအိုးငါနှစ်ပြည့်ပြန်မှာပဲငါတိခံနိုင်စွမ်းရှိလို့ငါတိခံပြီးသွားပြီအခုလည်းငါပြန်မယ်ငါလီလက်မကငါကိုငါစိုက်ပြီးတော့ငါဘသူငါပြန်မယ်လို့ပြောရတာမှဟေးအေးချင်းရုံပို့မယ်အင်ဂျင်စီရုံတော့ you are office go okay ငါသွားမယ်ဆိုတော့မပို့ဘူးသူတို့ဘာဖြစ်နေတာလဲငါပြောတာတကယ်ငါအခုသိချင်တော့အောင်ငါခံစားရရအပင်ရေမလောင်းတော့လဲလောင်းတော့လဲလောင်းလို့တိတ်ရကျွေတော့လဲကျွေလို့โอเคကလေးထမင်းမစားတော့လဲမစားလို့ထမင်းစားတော့လဲနင်ကအများကြီးကျွေးပြန်ပြီတဲ့ကလေးကခဏနေအန်တော့နင်ကအများကြီးကျွေးလို့အဲ့ဒါလည်းငါသိခံလို့ရတယ်ငါစပင်ကိုဆွဲတယ်ငါကြောကိုရိုက်တယ်ငါသိခံခဲ့တာဒီနေ့ဒီချိန်ဒီဒါမဲ့ဒီနေ့အခုကတေးချင်တော့တကယ်ပြဿနာဖြစ်တယ်သူချင်တော့ကောက်ကိုဘလို့ဖြစ်သွားမှလည်းမသိသူများတွေကအမရဲ့အမပျော်နေတာပဲတွေ့တယ်အမပျော်နေတဲ့ဟာပဲတင်တော့ကိုတီအိမ်မှာဘလို့လောက်ခဲ့ရလဲဘလို့စိတ်ဒုက္ခတွေရောက်ခဲ့ရလဲဆိုတော့ငါတခုမှမသိခဲ့ဘူးအဲ့လောက်ထိလည်းငါ share တယ်မလုပ်ခဲ့ဘူးဒါပေမဲ့ငါတတိမကောင်းတယ်လို့ပဲပြောခဲ့တာဒီနေ့တော့သွားပြီဟဲ့ငါ့ကိုရုံးပို့မယ်ဆိုလဲပို့လိုက်တော့ကျန်တဲ့3လလေးလဲငါရုံးမှာပဲနေပြီးတော့နောက်တဲ့နှစ်ထပ်တိုးပြီးတော့တခြားအိမ်ကိုပြောင်းလဲငါကိစ္စမရှိတော့ငါအဲ့လောက်ထိကိုတွေးထားတာဒါပေမဲ့ဟဲ့သူတို့ဘာဖြစ်နေတာလဲဟုတ်တယ်မလားဖြစ်နိုင်ဒီဝေးကျွေးတယ်မြင်မြတ်ကုန်ရှင်တယ်